ကိုကျွတ်ရေထတော့လေယောက်ျားတို့ဒီမှာထမင်းစားဖို့မိန်းမချက်ပြုတ်နေတယ်ကြောက်လေးကြုံမယ်ကြက်တော့နိုင်ရှင်းလေးနဲ့ကြောက်တော့ကြည့်နေတယ်ဘာကောင်လဲဘာကောင်ကြီးလဲမလေးမွေငါဘောကြရမွေရောက်နေတယ်မွေမလေးဘာပြင်းယူထားလို့မလေးမွေငါပေါ်တော့မလားမသိဘူးဟဲ့ကောင်โอเคတော်ဟဲ့အောင်ဒီကောင်မတော်ငါ့ကိုပေါက်မလားမသိဘူးပေါက်ပြီးတော့အတိမခံနိုင်ဒီကောင်ငါဖမ်းမရမယ်အမလေးဒီပါမွေမဘူးအဲ့ဒါမွေမဘူးအဲ့ဒါအမလီမွေနဲ့မမတယ်နားတာကွာဒါနဲ့ငါပစိုးကဘေးရောက်သွားတယ်အော်ပစိုးကဒီရောက်နေမှာတော့ဒီကောင်မွေဆိုပြီးမှားတော့တာဗောဟာငယ်လေတကယ်လို့ပြီလားအေးဟုတ်တယ်ဟာဘာလုပ်နေရလဲယောက်ျားတို့စားဖို့ဆိုရင်မှကြက်ဥကြော်နေတာအော်ကြက်ဥကြော်နေရလားဟုတ်တယ်ဒါနဲ့နင်ကြက်ဥကြော်ဘာနဲ့မှလည်းမရပါလားမရဘူးလားအေးဟုတ်တယ်ဟာဟဲ့မတားမဒီမတရားကြီးနင်ကြက်ဥကိုမပါဘဲဘယ်လိုလုပ်ကြော်တာလဲဟဲ့ဟုတ်တာပဲကျမကြက်ဥဖောက်ဖို့မင်းနေတာအော်ကြက်ဥဖောက်ဖို့မင်းနေတာလားမင်းဟောတာအော်ငါလုံးလိုက်ရင်တော့သေတော့မယ်ဟမ်တိကျကြောက်လာဘဲဦးလားလောက်ပြန်ပြီကျမဘဲကိုကြောက်ဆိုပြီးမေ့ပြီးပြောနေတာအော်ကြောက်ကိုဘဲဦးဆိုပြီးမေ့ပြောတာမေ့သွားတာအော်နင်းလည်းမေ့နိုင်လို့လေဟာကျမတော့ပြန်ကြော်လိုက်မယ်ပြီးရောနေပါဦးရှက်ပါဦးနောက်ကြနေရတော့အိယာထားတာဦးငါအိမ်မက်နေတာဟာအိမ်မက်တယ်အေးဟုတ်တယ်ငါအိမ်မက်ထဲမှာနင်းလဲပါတယ်ကျမလည်းပါတယ်နင်းကဈေးကိုသွားတာဈေးသွားတာစိုက်ကားစီရနဲ့စိုက်ကားစီရဘာတူလဲစိုက်ကားစီရအေးဘယ်စိုက်ကားစီရတော့အော်နင်းနဲ့ဈေးသွားတဲ့စိုက်ကားစီရတော့နင်းမသိဘူးလားမသိဘူးလေရှက်အိမ်မက်ပဲနဲ့ကျမလည်းဘာဆိုင်လို့တော့အော်ငါအိမ်မက်ထဲမှာနင်းပါတယ်လေနင်းနဲ့စိုက်ကားစီရဘလူးပလဲလုံးနဲ့အဲ့လိုနင်းသိအောင်သိရမယ်ဟာကျမလည်းဘာဆိုင်လို့တော့ရှက်အိမ်မက်နဲ့နေတာလေအော်နင်းကငါပြောနေတော့အဲ့စိုက်ကားစီရဘာတူလဲလို့ကျမလည်းမသိပါတော့မသိဘူးမြောင်နင်းသိအောင်သိရမယ်ဟာရှက်အိမ်မက်နဲ့နေတာကျမလည်းမသိပါတော့ငါပြန်မပြောနဲ့တော့ငါဘာလဲနင်းပါလိမ့်စတော့ဘာလဲမဆိုင်လာအောင်ခိုင်ဒီမှာအဲ့ဒါတောင်ပြောပါငလက်မအကြောင်းပြောမလို့ငလက်မဘာဖြစ်လို့လဲဟောအကောင်မမေ့ချက်ကတော့အေး9ပလက်ပါဘာဖြစ်လို့တော့ဟဲ့မနေ့ကဈေးရောက်ပြီးတော့အိမ်ပြန်ဖို့မေ့နေလို့တဲ့ညာမိုးချုံမတယောက်ကြလာခေါမပြန်ရတယ်လေဟုတ်ပြန်မရှိရလေဟဲ့ဒါနဲ့အဲ့ဒါဆိုးတာပြောပြအောင်မနော်ဟိုတနေ့ကငလက်မလေးဖုန်းသုံးပါကိုစွန့်စားဖို့ဆိုလို့သူ့အိမ်ကိုပင့်လေတဲ့အေးလေအေးဖုန်းသုံးပါကိုစွန့်ကပ်ဖို့မေ့နေလို့တဲ့အဲ့ဒါဖုန်းသုံးပါစွန့်ကပ်ပြီးပြန်သွားတယ်ဟုတ်တော့အကောင်မလုတ်လိုက်အရာနဲ့အကြောင်းကြောင်းကြီးပဲဖုန်းနှစ်ပါးတော့စိတ်ဆိုးတာပေါ့တောင်းတဲ့ခမောတော့စိတ်မဆိုးချပါဘူးဟဲ့မိသားစုကြီးမှာပါသူ့တပည့်တွေကိုစုံမတယ်လေဘလို့ဆုံးမငလဲမဖုန်းချောင်းလာလို့ရှင်ဒါနဲ့လိုက်ခောက်ပါတဲ့တကယ်လို့ဆုံးမလားဟဲ့ဒါဆိုရင်တော့သတိထားတော့မအေးနောက်တစ်ခါအဲ့ဖမောစုံကပ်လို့ရှင်တိတ်ချာကတ်မှရမယ်ဟုတ်တယ်တိတ်ချာကတ်မှရဩဒါနဲ့ဖမောရဲ့ဘွဲနာမည်ဘာလဲတဲ့ရနာမဟုတ်မခံနဲ့ပြောင်းမှုအလားပြင်းငါပင်မန်တင်ကုန်နဲ့ကျမမျက်နှာချင်းဆိုင်ကိုဟန်ကြော့ရောမွန်မွန်လေးထိုင်တူဘက်ကလေးနဲ့ပြီးလေးတကိုင်ကိုင်ဟာတော့အစိုးမလည်းအကွက်ကြီးနဲ့ရှင်သိပေါက်ချင်းနဲ့အိမ်ပြန်ကသိပေါက်ပါနော်ဩငါမအောင်နိုင်တော့လို့ပါဟာဘာဒီလျှောက်ပြောနေရလေအဲ့ဒါဘာဖြစ်လာလဲပြောဩဘာဖြစ်ရမှာလဲဟာအရင်သမားအန်ထုတ်လိုက်တာဩအရင်သမားအန်တော့မသိသိပေါက်တော့မှမသိနဲ့လေငါ့ကိုပဲပြောမနေနဲ့နေဈေးရောက်သွားဖို့မေ့နေဦးမယ်အမလေးကျမဈေးရောက်မှာကျမသိတယ်ဒီမှာဈေးရောက်ဖို့တော့မပြည့်စင်နေရလေမမေ့လည်းပြီးတာပါပဲအမလေးကျမရှိလို့မေ့ရချင်းနေလားမမေ့ဘူးမမေ့ပြီးတာပါပဲဆိုဒီကချိုးလိုက်တာသွားချိုးဈေးရောက်ဖို့တာပဲဒီနေ့ကျမဈေးရောက်သွားပြီနော်ပြောင်းမှုပြောင်းပပူလေးဘလို့ပြောင်းပါတယ်ကြားပြောင်းပါတယ်ဟဲ့
ကျွန်တော်ဆိုင်ဟေးခုမှငလက်မောက်ကြည့်ပါအောင်ဟဲ့ပြောင်းမှုရောက်လာတော့ငါပဲထမင်းရင်ရှားရင်းနဲ့တော့ အေးဟဲအခုမှအဖတ်ပြောအေးကုန်တော့မှာပဲ ဟဲ့အေးလေးပတ်မယ်လို့ပါ မှန်ပါပါပြောင်းမှုပြောင်းပူလေးဟဲထောက်တော့အတော်ပဲပြောင်းပြုတ်လေးအားပေး မစားတော့ပါဘူးဗျာခမရဘယ်တော့ရောက်မှာလဲ ဩထုံးစံတိုင်းလေဈေးရက်တွေရောင်းမယ်စိုက်ကားခရီးလိုက်ရောင်းမယ်လေ ရောင်းမှာ ရောင်းပါပေါ့ကဲပါရှင်ဝယ်မဆက်နိုင်နေတော့ကျမသွားတော့မယ် အေးတော်ဒီပုံစံတိုင်းသွားရောက်မှာငါသူ့ယောက်ျားငါကြောက်သွားပြေးပြောဦးမယ်ကွာ ပြောင်းတယ်ပြောင်း ဘာလဲကွာ မင်းမအေးမင်း ဩငါမင်းကပြည့်တယ်လေဈေးသွားရောက်နေ အေးဟုတ်တယ်မင်းအိမ်မှာပါပဲထမင်းရင်ဆိုင်နဲ့ရက်ကွက်တကလမ်းတကောင်ဈေးလိုက်ရောင်းနေတယ် တကယ်လား ဟောတကယ်ပေါ့ကွာငါမင်းလိန်စီရလား မတာမကွာငါစောက်ချက်ကိုတဲခွဲနေတာဥပမာလေး လမ်းထိပ်မှာဈေးရောင်းနေတာ လမ်းထိပ်မှာ ဟုတ်တယ် ဩကိုကြီးရောတရားတစ်ပေါက်စီလောက်နေလဲမင်းလိုက်ခဲ့လား ပြောင်းမှုပြောင်းပူလေးပြောင်းမှုပြောင်းမတာမအေးဟုတ်ပြီလို့ ဩဘာဖြစ်လို့လဲ ဟုတ်တယ်လေ မင်းပြောတော့မမေ့ဘူးဆို ဩမေ့စရာလားဒီမှာတောင်းပါတယ်လေ တောင်းပါတယ် ဟုတ်တယ်လေ နင်းကြီးရောအင်းကြီး ဟဲ့တော့ဟဲ့ကျမအင်းမပါဘူး အင်းကြီးမပါဘူး မပါဘူး ဘာလို့မပါလဲ ဟဲ့ကျမမေ့နေတာ 哎呦我的妈！